ဒီစလုံးလေးကို food လို့မကြမကြအတန်းထွက်တာကိုကြားနေရပါတယ်အဲ့တော့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ double O ရဲ့အတန်းထွက်နည်းကိုကျွမ်းကျင်ချင်းမသိလို့ဖြစ်ပါတယ်အခုဒီဗီဒီယိုမှာ double O ကအတန်းဘယ်နှမျိုးထွက်နိုင်တယ်လဲဆိုတာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် double O ကို long thora အနေနဲ့ဦးလို့ထွက်တာများပါတယ်ဒါကအများဆုံးဖြစ်ပါတယ်ဥပမာ zoo tool stool school cool full mood moon room root ဒါကအထွက်များဆုံးအတန်ဖြစ်ပါတယ်နောက်ထပ်ဒုတိယအထွက်များဆုံးအတန်ကတော့ oat 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 ဥပမာ took book broke foot good ဒါကတော့ oat ဆိုတဲ့အတန်ဒုတိယအများဆုံးထွက်တဲ့အတန်ဖြစ်တယ်ဒီအတန်နှစ်ခုအပြင်တခြားထွက်တဲ့အတန်လေးတွေရှိပါသေးတယ်အဲ့ဒါကတော့ poor door floor ဒါက British accent ဖြစ်ပါတယ် American accent ကတော့ poor door floor သူကအာတန်လေးကိုထည့်ထွက်တာဖြစ်ပါတယ်နောက်ရှားပါတဲ့အတန်တွဲလေးတွေစလုံးလေးတွေကျွန်တော်တို့မှတ်ထားဖို့လိုပါတယ်blood flood အဲ့တော့ကျွန်တော်တို့ကဘလို့ချင်းနေမှာဦးလို့ထွက်တယ်လေဘလို့ချင်းနေမှာ oat ဘလို့ချင်းနေမှာ o တို့မဟုတ် ထွက်တယ်လေဘလို့ချင်းနေမှာထွက်တယ်လေတေချာတိကျတဲ့စီမင်းရှိသလားလို့မေးရင်လုံးဝမရှိပါဘူး dictionary နဲ့တကွာစလုံးလေးတွေကိုတည်တည်ချာမှတ်သားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာ English နဲ့ပတ်သက်တဲ့ skills အားလုံးကိုအလင်းသင်သလိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and subscribe လေးနှိပ်ပြီးအားပေးဖို့မြတ်တဲ့ခံပါတယ် okay see you in next videos